ညင်းတဲ့တကောင်ရဲ့အချိန်ကာလတစ်ခုမှာပေါ့စာရေးဒေတာရဲ့လက်တဲဝင်းချင်းဆိုတဲ့ရက်ွက်လေးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပေမဲ့ပရီပလန်ချာအိမ်နံပါတ်၄ရဲ့အိမ်ခန်းတစ်ခုထဲမှာတော့မငြိမ်မသက်လှုပ်ရှားမှုလေးတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့မျက်မှန်သူရဲ့ကောင်လေးဟယ်ရီပေါ်တာပါပဲ။ကျောင်းပေးရဲ့နွေရာသီကာလမှာဦးလေးဖြစ်သူဗာနွန်တို့မိသားစုနဲ့အတူနေထိုင်ရတဲ့ဟယ်ရီဟာစောင်းကောင်းပြီးခြုံပြီးတော့လက်နဲ့တံမီအလင်းရအောင်မှာစောက်တုပ်ကိုအသေးအတန်ဖတ်ရှုလေ့လာနေခဲ့ပါတယ်။ Lumos Maxima ဆိုတဲ့ဂါတာကိုရေရွရင်မော်ဒုတ်တန်လေးရဲ့ထိတ်ကနေအလင်းရောင်တွေဖြတ်ခနဲလက်ခနဲထွက်လာအောင်စူးစမ်းနေရပါဒီလိုနဲ့ဗာနုံဦးလေးအခန်းထဲဝင်လာတဲ့ခါမှာတော့အိတ်ချီအောင်ဆောင်လိုက်ပြန်ထပြီးလေးကျင်းလိုက်နေပေါ့ဗျာမနက်လင်းလို့မနက်စာစပွဲဝိုင်းရောက်တော့သတင်းစိုးကြီးတစ်ခုကစောင့်ကြိုနေခဲ့ပါတယ်အဲ့ဒါကတော့ဟယ်ရီမုံဆုံးလူပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတော်ကြီးမာကြီးအိမ်ကိုအလဲလာမယ်ဆိုတဲ့သတင်းပါပဲမာကြီးဆိုတာကဗာနုံဦးလေးရဲ့အမဖြစ်ပြီးတော့ဟယ်ရီကိုဆိုရင်ဘယ်တော့မှအကောင်းမမြင်မိဘတွေကိုပါထိခိုက်ပုတ်ခတ်ပြောဆိုတတ်တဲ့စိတ်ထားကောက်ကျစ်တဲ့အတော်ကြီးတယောက်ပါဒါပေမဲ့ဟယ်ရီမှာရွေးချယ်စရာမရှိပါဘူး။ကျောင်းကခွင့်ပြုချက်လက်မှတ်ကိုဗာနုဦးလေးလက်မှတ်ထိုးပေးဖို့အတွက်မာဂျီတော်ကြီးရှေ့မှာလေလီမမာနေပါမယ်လို့ကတိပေးခဲ့ရပါတယ်။ဒါပေမဲ့ကံကြမ္မာကဟယ်ရီဘတ်မှာမရှိခဲ့ပါဘူး။ညစာစပွဲဝိုင်းမှာမာဂျီတော်ကြီးကထင်နိုင်ကျဲပါတယ်။ဟယ်ရီကိုဝေဖန်တာအားမရလို့ဟယ်ရီရဲ့မိဘနှမကိုပါစော်ကားပြောဆိုလာပါတယ်။ဟယ်ရီဖေကအရက်သမားအလုံးလက်မဲ့လေလွင့်နေသူအမေကလည်းအသုံးမကျတဲ့သူဆိုပြီးတော့ပပဆက်ဆက်ပြောဆိုလိုက်တဲ့အခါမှာတော့ဟယ်ရီတယောက်ဒေါသကိုပေါက်ကွဲသွားပါတယ်။စိတ်ခံစားချက်ပြင်းထန်သွားတဲ့ချိန်မှာထိန်းချုပ်လို့မရတဲ့မော်ဆွဲနေပွင့်ထွက်သွားပြီးမာဂျီတော်ကြီးရဲ့လက်ထဲကဝိုင်းခွက်ကွဲသွားတာကနေစပြီးနောက်ဆုံးမှာတော့မာဂျီတော်ကြီးတကူလုံးလေတွေပြေးလာပြီးတော့မိုးပြတ်မှုပေါင်းကြီးလိုဖောင်းကားလာပါတယ်။အိမ်တကူလုံးစူညံပွဲလောရိုက်သွားပြီးတော့မာဂျီတော်ကြီးဟာလေထဲကိုတစေမြောက်သွားကအိမ်ပြင်ဘက်လာပြင်းကြီးစီကိုလွင့်သွားပါတယ်။ဗာနုံဦးလေးသူ့အမကိုဆွဲထားဖို့ကြိုးစားပေမဲ့မရတော့ပါဘူး။ဒီဖြစ်ပျက်ကြောင့်ဟယ်ရီဟာဒီအိမ်မှာဆက်နေလို့မဖြစ်တော့ဘူးဆိုတာသိလိုက်ပြီးသူ့ရဲ့ပစ္စည်းတွေကိုတင်စီတစ်တောက်ကိုဆွဲပြီးတော့အိမ်မော်ကနေဆင်းလာခဲ့ပါတယ်။အမောင်တူကြီးစိုးနေတဲ့လမ်းမပေါ်မှာတယောက်တည်းထွက်ခွာလာခဲ့ရင်သူ့ဘွားရဲ့ချိုးကွေးတစ်ခုကိုစတင်လိုက်ပါပြီ။လမ်းမီးတိုင်လေးတွေပဲလဲနေတဲ့တိတ်ဆိတ်နေတဲ့ရက်ွက်လမ်းမပေါ်မှာဟယ်ရီတယောက်တည်းလမ်းလျှောက်လာရင်ပန်းချန်လေးတစ်ခုနားမှာခဏနားနေတော့ခြုံပုတ်တွေကြားထဲကနေမျက်လုံးရောင်တောက်တောက်နဲ့တရဝိုင်းတစ်ကောင်ကိုလှမ်းမြင်လိုက်ရပါတယ်။အမဲရောင်ခွေးတစ်ကောင်စိုက်ကြည့်နေတာကိုမြင်လိုက်ရလို့ဟယ်ရီလမ်းဖြန့်ပြီးတော့နောက်ကိုဆုတ်မိလိုက်တဲ့ချိန်မှာရုတ်တရက်ဆိုလိုဟွန်းတီးတန်ကြီးနဲ့အတူခရမ်းရောင်သုံးတဲ့ဘတ်စကားကြီးစီသူ့ရှေ့တဲ့ကိုထိုးဆိုင်လာပါတယ်။အဲ့ဒါကတော့မော်လောကရဲ့ရေးပေါ်တေယူပို့ဆောင်ရေးကားကြီးနိုင်ဘတ်ပါပဲ။ကားစပေယာစတန်ရှန်ပိုက်ကဟယ်ရီကိုကားပေါ်ဖိတ်ခေါ်ပြီးလန်ဒန်ကိုပို့ဆောင်ပေးမယ်ကြောင်းပြောပါတယ်။ကားပေါ်ရောက်တော့ထူးဆန်းတဲ့ခီးတွေလမ်းကြောင်းချင်းချင်းလေးတွေကြားထဲကနေကျုံဆက်နိုင်တဲ့ကားကြီးရဲ့စွမ်းဆောင်ရည်တွေနဲ့အတူဟယ်ရီရဲ့စိတ်လှုပ်ရှားစရာခီးစဉ်စတင်ပါတော့တယ်။ကားပေါ်မှာစတန်ဖတ်နေတဲ့သတင်းစာကောင်းကြီးပိုင်းမှာ Sirius Black ဆိုတဲ့ကျင်းသားတစ်ယောက်အက်စကမန်ထောင်ကနေထွက်ပြေးလွတ်မြောက်လာတဲ့အကြောင်းပါလာပါတယ်။သူက Voldemort ရဲ့နောက်လိုက်ဖြစ်ပြီးလူပေါင်းများစွာကိုတပ်ဖြတ်ခဲ့တဲ့ယူတစ်ယောက်လို့ဆိုပါတယ်။ Nightbus က Harry ကို Delicate Cauldron ဆိုင်ရှိမှချပေးလိုက်ပါတယ်။ဆိုင်ထဲကိုဝင်သွားတဲ့အခါမှာတော့ Harry ကိုအတင်းဆောင်ကြုံနေသူကချားသူမဟုတ်မော်ဝင်ကြီးဌာနရဲ့ဝင်ကြီး Cornelius Fudge ကိုယ်တိုင်ပါပဲ။ Harry ကတော့အတော်ကြီးကိုဖောင်းပွအောင်လုပ်ခဲ့မိတဲ့အပြစ်ကြောင့်ကြောင်းထုတ်ခံရမယ်ဒါမှမဟုတ်အရေးယူခံရမယ်လို့တွေးပြီးကြောက်လန့်နေပေမဲ့ဝင်ကြီးကတော့ပြင်းပြရွှင်ရွှင်ပါပဲ။အိမ်ကထွက်ပြေးလာတဲ့ကိစ္စကိုဘာမှကိုအပြစ်မဆိုတဲ့အပြင်ကျောင်းသုံးစာအုပ်တွေနဲ့ပစ္စည်းတွေအစင်းနဲ့ပြင်ဆင်ထားပေးပြီးကျောင်းဖွင့်မဲ့ရက်အထိဒီဆိုင်မှာပဲတဲခိုဖို့စီစဉ်ပေးပါတယ်။ဒါပေမဲ့ထူးဆန်းတာကဝင်ကြီးက Harry ကိုအပြစ်မထွက်ဖို့တတိထားဖို့ထပ်ထပ်မှားကြားနေတာပါပဲ။ Harry အခန်းထဲမှာတော့ Monster Book of Monsters ဆိုတဲ့စာအုပ်ကြီးကတက်ရှိတက်တော်တကောင်လိုကြိုက်ခဲရံမှုနေလို့ Harry တယောက်ကလေးကနေဖက်နဲ့ပြန်ထုပြီးတင်းစီလိုက်ရတဲ့အဖြစ်အပျက်ကလည်းရဲစရာကောင်းနေပါတယ်။နောက်နေ့မှာတော့ Harry ဟာသူ့ရဲ့ချစ်ဆုံးတငယ်ချင်းတွေဖြစ်တဲ့ Ron နဲ့ Hermione တို့နဲ့ပြန်ဆုံတွေ့ကြပါတယ်။ Ron ရဲ့ကြွက်စုံလေး Scapper ကတော့နေမကောင်းဖြစ်နေပုံရပြီးတော့အယောင်တွေဖြော့တော်နေပါတယ်။ Hermione ကတော့ Crucians လို့ခေါ်တဲ့မျက်နှာပြပြနဲ့ကြောင်လိမ်မော်ရောင်ကြီးတစ်ကောင်ကိုဝယ်လာခဲ့ပြီးတော့အဲကြောင်ကြီးက Scapper ကိုမြင်တာနဲ့ရံမူပြီးလိုက်ဖမ်းပါတယ်။မိသားစုညစာစားပွဲမှာတော့ Ron ရဲ့ဖေ Mr. Weasley က Harry ကိုတီးတန့်ခေါ်ပြီးသတိပေးစကားပြောပါတယ်။ Azkaban ထောင်ကနေထွက်ပြေးလာတဲ့ Sirius Black ဟာတခြားသူတွေကိုလိုက်ရှာနေတာမဟုတ်ပဲ Harry ကိုတတ်ဖို့လိုက်ရှာနေတာဖြစ်ကြောင်း Black ဟာ Voldemort ရဲ့သစ္စာရှိဆုံးလက်ပါစီဖြစ်ပြီး Harry ကိုတတ်ပြီး Voldemort ကိုပြန်အသက်သွင်းချင်နေတာဖြစ်ကြောင်းရှင်းပြပါတယ်။ Harry အနေနဲ့ဘယ်သူမှမယုံဖို့ဘယ်နေရာသွားသတိရှိဖို့ Mr. Weasley ကအလေးနက်မှာကြားလိုက်ပါတယ်။ကျောင်းဖွင့်ရရောက်တော့ Harry, Ron နဲ့ Hermione တို့၃ယောက် Hogwarts Express ရထားကြီးပေါ်ရောက်လာကြပါတယ်။သူတို့ထိုင်မဲ့တွဲထဲမှာခေါင်းမီးခြုံပြီးအိပ်ပျော်နေတဲ့လူတစ်ယောက်ရှိနေပါတယ်။သူ့ရဲ့အိတ်တွေပေါ်မှာတော့ RJ Lupin လို့ရေးထားပါတယ်။ရထားမောင်းနေတော့ရုတ်တရက်ရထားကြီးရပ်တန့်သွားပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်သွားကပတိမောက်မှန်တွေပေါ်မှာရေခဲတွေရိုက်ခတ်လာပါတယ်။ရထားရဲလမ်းကြားကနေအမဲရောင်ဝင်းရုပ်ရှည်ကြီးနဲ့အယိုးပေါ်ရေတင်လက်ချောင်းတွေရှိတဲ့တရဝိုင်းတစ်ကောင်မျောလွင့်ပြီးတော့ဝင်ရောက်လာပါတယ်။အဲ့ဒါကတော့ Azkaban ထောင်ရဲ့အဆောင်ရှောက် Dementor တွေပါပဲ။ Dementor က Harry ကိုချင်းကပ်လာပြီးတော့ Harry ရဲ့ပျော်ရွှင်မှုတွေကိုစုပ်ယူလိုက်တဲ့အခါ Harry တယောက်သတိလစ်မလို့ဖြစ်သွားပါတယ်။အဲ့အချိန်မှာပဲအိပ်ပျော်နေတဲ့ပါမောက္ခ Lupin နိုးလာပြီးတော့သူ့ရဲ့ဒုတ်တန်ကနေလေရောက်တစ်ခုထုတ်လို့က Dementor ကိုမောင်းထုတ်လိုက်ပါတယ်။ Harry သတိပြန်ရလာတော့ Lupin ကသူ့ကိုချောကလက်တရုံကျွေးပြီးအားရင်ပြန်ပြေးအောင်လုပ်ခိုင်းပါတယ်
ဟောဝက်ကျောင်းတော်ကြီးကိုရောက်တဲ့အခါကျောင်းကြီးဒမ်မယ်တော်ကကျောင်းသားတွေကိုကြိုးစိုးနှုတ်ခွန်းဆက်ရင်းနဲ့သတိပေးချက်တစ်ခုထုတ်ပြန်ပါတယ်။အဲ့ဒါကတော့ Sirius Black ကိုဖမ်းဆီးဖို့အတွက်ကျောင်းရဲ့ဝင်ပေါက်တွေမှာဒီမီတာတွေကိုအဆောင်ချထားမယ်ကြောင်းဒီမီတာတွေဟာခွင့်လွှတ်ခြင်းနားလေပေးခြင်းဆိုတာမျိုးနားမလည်တဲ့တရားတွေဖြစ်တာမို့သူတို့နဲ့ဝေဝေးနေကြဖို့သူတို့ရဲ့စာမဖြစ်အောင်တတိထားကြဖို့တတိပေးပါတယ်။ဒါအပြင်အမှောင်မွန်တက်ကာကွယ်ဘာသာရဲ့အတွက်ပမောက္ခအသစ်ဖြစ်ရထားဘုံမှာတွေ့ခဲ့တဲ့ပမောက္ခလူပင်ကိုမိတ်ဆက်ပေးတယ်လို့ Chaos Magic ရဲ့ Creatures မော်ဒယ်တော်များစောင့်ရှောက်ရေးဘာသာရဲ့အတွက်ဆရာတစ်ကတော့ Hagrid ဖြစ်ကြောင်းကြေညာလိုက်တဲ့အခါ Harry တို့တငယ်ချင်းတိုက်ပျော်သွားကြပါတယ်။စာတင်တဲ့ရဲ့ပထမဆုံးတန်းကတော့ပမောက္ခ Trelawney တင်ကြတဲ့ Divination နမိတ်ဖတ်ခြင်းတန်းပါပဲ။အခန်းထဲမှာမွေးနှံသားတွေထုံထားပြီးစမ်းကြဲတဲ့ငွေသက်တွေပြည့်နေပါတယ်။ကျောင်းသားတွေကလက်ဖက်ရည်တောက်ပြီးခွက်အုပ်ချီမှာကြံနေတဲ့လက်ဖက်ချောက်ဖက်တွေကိုကြည့်ကနမိတ်ဖတ်ရတာပါ။ရုံက Harry ခွက်ကိုကြည့်ပြီးရှောက်ပြောနေပေမဲ့ပမောက္ခ Trelawney ရောက်လာပြီးတော့ Harry ခွက်ကိုကြည့်လိုက်တဲ့အခါမှာတော့လမ်းဖြန်သွားပါတယ်။ Harry ရဲ့ခွက်ထဲမှာ Grim လို့ခေါ်တဲ့တင်မင်းတမန်ခွေးမဲကြီးပုံစံပေါ်နေတယ်လို့ဆိုပါတယ်။ဒါဟာတေချင်းတရားရဲ့နမိတ်ဆိုးဖြစ်ပြီးအတန်းထဲကကျောင်းသားတွေအားလုံးထိတ်လန့်သွားကြပါတယ်။ Harry ကတော့အစောပိုင်းတုန်းကတွေးခဲ့တဲ့ခွေးမဲကြီးကိုသတိရပြီးတော့စိတ်မတိုးမတန့်ဖြစ်သွားပါတယ်။ Hagrid ရဲ့ပထမဆုံးတန်းမှာတော့ကျောင်းသားတွေကိုတောအုပ်ဆက်ကိုခေါ်သွားပြီး Hippogriff လို့ခေါ်တဲ့ကိုယ်တပိုင်းကသိန်းငှက်ကိုယ်တပိုင်းကမြင်းပုံစံရှိတဲ့သတ္တဝါကြီး Buckbeak နဲ့မိတ်ဆက်ပေးပါတယ်။ Hippogriffs တွေဟာအယမ်းမာနာကြီးပြီးယဉ်ကျေးမှုကိုတန်ဖိုးထားကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ Harry က Hagrid ရဲ့ညွှန်ကြားချက်အတိုင်း Buckbeak ကိုယဉ်ကျေးဦးညွှတ်ပြပြီးတော့ချင်းကပ်လိုက်တဲ့အခါ Buckbeak ကလက်ခံပြီး Harry ကိုသူ့ကြောပေါ်တင်ကကောင်းကင်ပေါ်ပြန်တန်းပြပါတယ်။အယမ်းကိုကြည်နူးစရာကောင်းတဲ့မြင်ကွင်းပါပဲ။ဒါပေမဲ့ Draco Malfoy ကတော့မနာလိုဖြစ်ပြီးတော့ Buckbeak ကိုစော်ကားမော်ကားပြောဆိုလိုက်တဲ့အခါ Buckbeak ကဒေါသထွက်ပြီး Malfoy ရဲ့လက်မောင်းကိုကုတ်ချစ်လိုက်ပါတယ်။ Malfoy ကတေတော်မဲနားလိုက်တာလို့အော်ဟစ်ငိုယိုနေတာကြောင့် Hagrid တယောက်စိတ်ညစ်သွားပြီးတော့အတန်းသိမ်းလိုက်ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အတန်းကတော့ပမောက္ခလူပင်ရဲ့အတန်းပါပဲ။သူကကျောင်းသားတွေကိုဗီဒီယိုဟောင်းကြီးတစ်ခုရှိကိုခေါ်တော့ပါတယ်။အဲဒီဗီဒီယိုထဲမှာ Bogat လို့ခေါ်တဲ့သတ္တဝါတစ်ကောင်ရှိနေပါတယ်။ Bogat ဆိုတာကကြီးတဲ့သူအကြောက်ဆုံးရာဖြစ်ပုံပြောင်းလဲနိုင်တဲ့သတ္တဝါပါ။ Neville Longbottom ထွက်လာတဲ့အခါ Bogat ကပမောက္ခ Snape ဖြစ်ပြောင်းသွားပါတယ်။ Neville က Ridiculous ဆိုတဲ့ဂါထာကိုယူလိုက်တဲ့အခါ Snape ကြီးက Neville ရဲ့ဖောက်ဝတ်တဲ့မိမ့်မွေ့အင်ကြီးဝတ်ထားတဲ့ပုံစံဖြစ်သွားပြီးတော့အားလုံးရေမောကြပါတယ်။ Ron ထွက်လာတဲ့အခါမှာတော့အေယာမပင်းကူကြီးဖြစ်ပြောင်းသွားပြီး Ron ကဂါထာယူလိုက်တော့ပင်းကူကြီး6တွေချော်လဲပြီးတော့ skate စီးနေသလိုဖြစ်သွားပါတယ်။အလှည့်ကျလို့ Harry ဘီရိုရှေ့ကိုထွက်လာတဲ့အခါမှာတော့ Bogat ကဒီမီတာတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။ Harry ကြောက်လန့်ကြဖြစ်သွားတဲ့ချိန်မှာပမောက္ခလူပင်ကချက်ချင်းဝင်ခံလိုက်ပြီး Bogat ကိုသူ့ဘက်လှည့်အောင်လုပ်လိုက်ပါတယ်။လူပင်ရှေ့ရောက်တော့ Bogat ကလပြင်းပုံစံပြောင်းသွားပါတယ်။လူပင်ကဂါထာရွတ်ပြီးတော့ Bogat ကိုမိုးပြန်ပူပေါင်းလေးဖြစ်သွားအောင်လုပ်ခါပြန်သွင်းလိုက်ပါတယ်။ဒီဖြစ်ပျက်ကြောင့် Harry ဟာသူ့ရဲ့အကြောက်ဆုံးရာကဒီမီတာဖြစ်နေတာကိုသတိထားမိသွားသလိုလူပင်ရဲ့လှုပ်ဝက်ချက်တစ်ခုကိုလည်းရိပ်မိသွားသလိုဖြစ်သွားပါတယ်။ကျောင်းသားတွေအားလုံး Hogsmeade ရွာကိုအလဲသွားကြမယ့်နေ့ရောက်တော့ Harry မှာအုတ်ထင်းသူလက်မှတ်မပါလို့ကျောင်းမှာပဲကြံရစ်ခဲ့ပါတယ်။လူပင်နဲ့စကားပြောရင်အချိန်ကုန်ဆုံးခဲ့ပြီးညနေဆောင်လို့ကျောင်းသားတွေပြန်ရောက်လာကြတဲ့အခါ Gryffindor ဆောင်ရှိမှာလူစုဝေးနေတာကိုတွေ့လိုက်ရပါတယ်။အဆောင်တကားဆောင်ဝါဖမိုင်မျိုးသမီး The Fat Lady ရဲ့ပုံလူပကြီးကားဟာအစိမ့်စိမ့်မော်မော်စုပ်ပြဲနေပြီးတော့မျိုးသမီးပြောင်းနေပါတယ်။နောက်ဆုံးမှာတခြားပချီကားတစ်ခုထဲမှာကြောက်လန့်ကြောက်ပုံနေတဲ့မျိုးသမီးကိုတွေ့လိုက်ရပြီးတော့သူက Sirius Black ရောက်လာတယ်လို့အော်ပြောလိုက်တဲ့အခါကျောင်းတစ်ခုလုံးအော်တောင်းနေဖြစ်သွားပါတယ်။ Black ကျောင်းထဲကိုရောက်လာတဲ့ဆိုတဲ့သတင်းကြောင့်ကျောင်းကြီး Dumbledore ကကျောင်းသားတွေအားလုံးကိုလုံခြုံရေးရာ Grey Hall ခမ်းမဆောင်ကြီးထဲမှာစုပေါင်းအိတ်ခိုင်းပါတယ်။ကျောင်းသားတွေအိပ်ပျော်နေကြချိန်မှာ Dumbledore နဲ့ Snape တို့စကားပြောနေကြတာကို Harry အိတ်ချောင်ဆောင်ရင်ကြားလိုက်ပါတယ်။ Snape က Black ဟာကျောင်းထဲကတယောက်ရဲ့ကူညီနဲ့ဝင်လာတာဖြစ်နိုင်ကြောင်းအထူးသဖြင့်လူပင်းကိုတန်တရားရှိကြောင်းအရေးမွက်ပြောပါတယ်။ Dumbledore ကတော့ကျောင်းသားတွေရဲ့လုံခြုံရေးကိုပဲအဓိကထားပြီးတော့ရှာဖွေမှုတွေဆက်လုပ်ခိုင်းပါတယ်။ Harry ကတော့အမှောင်ထဲမှာမျက်လုံးဖွင့်ရင် Black ကသူ့စီတကယ်လာနေတာလားဆိုပြီးတော့တွေးမိနေပါတယ်။နောက်နေ့မှာတော့လူပင်းနေမကောင်းလို့ Snape ကအစားဝင်တင်ပေးပါတယ်။ Snape ကစာမျက်နှာ394ကိုဖွင့်ခိုင်းပြီးတော့ Werewolf လို့ခေါ်တဲ့ဝင်ပလွေလူသားကြောင်းကိုတင်ပေးပါတယ်။ Hermione ကဝင်ပလွေလူသားနဲ့တာမန်ဝင်ပလွေတွေကွာခြားချက်ကိုဖြေပေမဲ့ Snape ကအမှတ်လျှော့ပါတယ်။ဒီလိုနဲ့မိုးသဲထန်စွာရွာသွန်းနေတဲ့နေ့တစ်နေ့မှာ Gryffindor နဲ့ Hufflepuff တို့ရဲ့ Quidditch ပွဲစဉ်စတင်ပါတယ်။လေပြင်းနဲ့မိုးတွေကြားထဲမှာ Harry ပြန်တန်းနေတော့ရုတ်တရက်ကွင်းထဲကိုဒီမီတာအကောင်ပေါင်းများစွာဝင်ရောက်လာပါတယ်။ Harry ကိုဝိုင်းရလာပြီးတော့အေးတက်တွေလွှမ်းခြုံလာတဲ့အခါ Harry သတိလစ်ပြီးမိုးပေါ်ကနေပြုတ်ကျပါတယ်။မြေကြီးပေါ်ပြုတ်ကျကနေမှ Dumbledore ကဂါရာနဲ့လှမ်းပေးလိုက်လို့အသက်ဘေးကလွတ်ခဲ့ပေမဲ့သူ့ရဲ့တပြက်စီ Nimbus 2000ကတော့လေတိုက်ပြီးတော့ဝန်းပေးဝေလို့တစ်ပင်ချမ်းကြီးစီပါသွားကကျိုးပဲ့ပျက်စီးသွားခဲ့ပါတယ်။ Harry ရဲ့တပြက်စီပျက်စီးသွားလို့စိတ်တက်ကြနေစဉ်မှာပဲလူပင်က Harry ကိုနှစ်သိမ့်ပေးပါတယ်။ Harry ကဒီမီတာတွေကိုဘယ်လိုကာကွယ်ရမလဲသင်ပေးဖို့တောင်းဆိုတဲ့အခါလူပင်ကသဘောတူပါတယ်။တည်တဲ့သင်ခန်းစာမှာလူပင်က Patronus ဂါရာကိုသင်ပေးပါတယ်။ Expecto Patronum ဆိုတဲ့မန်တန်ကိုယူရင်းနဲ့ကိုဘွားရဲ့ပျော်ရွှင်ဆုံးမှတ်တရတစ်ခုကိုအာရုံပြုရတာပါ။ Harry ဟာစာပိုင်းမှာအခက်အခဲရှိပေမဲ့နောက်ပိုင်းမှာသူ့မိဘတွေရဲ့ပုံရိပ်ကိုအာရုံပြုရင်းအလင်းရောက်မမေလေးထွက်အောင်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Harry ဟာသူ့ကိုယ်သူကာကွယ်ဖို့နည်းလမ်းတစ်ခုရရှိလာခဲ့ပါတယ်။ဆောင်းရသည်ရောက်ပြီး Hogsmeade ကိုသွားဖို့နောက်ချိန်ခွင့်ရပြန်ပါတယ်
Harry ကသွားခွင့်မရှိလို့စိတ်ပြတ်နေတော့မှ Ron ရဲ့အမွှာညီကိုနှစ်ယောက်ဖြစ်တဲ့ Fred နဲ့ George က Harry ကိုဆွဲခေါ်သွားပြီးတော့လက်ဆောင်တစ်ခုပေးပါတယ်။အဲ့ဒါကတော့ Marauder Maps လို့ခေါ်တဲ့လှုပ်ဝက်မြေပုံပါပဲ။ကျွန်တော်မကောင်းကြံတော့မယ်လို့လေးနဲ့စွာကတိပြုပါတယ်လို့ပြောလိုက်ရင်မြေပုံပေါ်မှာကြောင်းထဲကလူတိုင်းဘယ်နေရာရောက်နေလဲဆိုတာခြေရာလေးတွေနဲ့တကွာပြပေးပါတယ်။ဒီမြေပုံကိုသုံးပြီးတော့ Harry ဟာစုံမရုပ်တုရဲ့လှုပ်ဝက်လမ်းကြောင်းကနေ Hogsmeade ကိုခိုးထွက်ခဲ့ပါတယ်။ Hogsmeade ကိုရောက်တော့ Harry ဟာကိုပြောက်ဝစ်စုံကိုဝတ်ပြီး Ron, Hermione တို့နဲ့လိုက်သွားပါတယ်။ Deathly Bronze ဆိုင်ထဲမှာထော်ပက်ဘီယာတောက်နေတော့မှဝင်းကြီး Fetch, ပါမောက္ခ McGonagall နဲ့ Hagrid တို့ဝင်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့စကားပြောနေတာကို Harry ခိုးနားထောင်လိုက်တဲ့အခါတုံလုံးစရာမန်တရားတစ်ခုကိုသိလိုက်ရပါတယ်။ Sirius Black ဟာအခြားသူမဟုတ်ပါဘူး။ Harry ရဲ့ဖေ James Potter ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တယ်လို့ Harry ရဲ့ခေါင်းကင်ဖခင် Godfather လည်းဖြစ်နေတာပါပဲ။ဒါပေမဲ့ Black ဟာ Potter တို့လင်မယားပုံနေတဲ့နေရာကို Voldemort စီသတင်းပေးခဲ့ပြီးတော့သစ္စာဖောက်ခဲ့တယ်။ပြီးတော့ Peter Pettigrew ဆိုတဲ့တငယ်ချင်းကိုပါတတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုကြားလိုက်ရတဲ့အခါ Harry ဒေါသတွေထွက်ပြီးငိုကြွေးပါတယ်။ဒီသတင်းကိုကြားပြီးတော့ Harry ရဲ့စိတ်ထဲမှာ Black ကိုလက်စားချေခြင်းတဲ့စိတ်တွေတဖွာဖွာပေါ်လာပါတယ်။ Lupin နဲ့ထပ်တွေ့တဲ့အခါ Harry က Black ကြောင်းကိုမေးမြန်းပေမဲ့ Lupin ကရှောင်လွှဲခဲ့ပါတယ်။ဒါပေမဲ့ Lupin က Harry ကို Dementor တွေအကြောင်းအကြောက်တရားတွေအကြောင်းပိုပြီးနက်နက်ရှိုင်းရှိုင်းသင်ပေးနေ Harry ရဲ့စိတ်ကိုတည်ငြိမ်အောင်ကူညီပေးပါတယ်။ Harry ရဲ့ Patronus စွမ်းရည်ကလည်းတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ Ron ရဲ့ Chocolate Scabber ပျောက်ဆုံးသွားတဲ့အခါ Ron က Hermione ရဲ့ကြောင် Christian စားလိုက်ပြီဆိုပြီးဆွဆွဲရကနေတငယ်ချင်းနှစ်ယောက်ရန်ဖြစ်ကြပါတယ်။ Harry ကဂျားရဲကနေရခတ်နေပါတယ်။ဒီကြားထဲမှာ Hagrid စီကစာရောက်လာပြီး Malfoy ရဲ့ဖေ Lucius Malfoy တိုင်ကြားမှုကြောင့် Buckbeak ကိုတေးတံပေးဖို့မိန့်ကြလာတဲ့ဆိုတဲ့သတင်းစိုးကိုကြားလိုက်ရပါတယ်။တငယ်ချင်းသုံးယောက် Hagrid ရဲ့တဲရဲကိုသွားပြီးတော့နှက်သိမ့်ပေးနေကြပါတယ်။ Hagrid က Buckbeak ကိုဖတ်ပြီးငိုနေတာကိုမြင်ရတော့သူတို့လည်းစိတ်မကောင်းဖြစ်ရပါတယ်။အဲ့ဒီချိန်မှာပဲပျောက်နေတဲ့ Scabber ကို Hagrid ရဲ့အိုးတုံးထဲမှာပြန်တွေ့လိုက်ရလို့ Ron ဝမ်းသာသွားပေမဲ့သူတို့ပြန်မှုပြင်နေတော့ဝင်းကြီး Dumbledore နဲ့တေးတံစီရင်မဲ့သူတွေရောက်လာကြပါတယ်။ Hagrid တဲကထွက်မသွားခင်လေးမှာ Hermione က Scabber ကိုရင်ပြန်ရှာတွေ့ခဲ့တာပါ။အစောပိုင်းတုန်းက Harry စာမွဲဖြေနေတော့ပါမောက္ခ Trelawney ကရုတ်တရက်အတန်းကြီးပြောင်းသွားပြီးတော့ကြောက်စရာကောင်းတဲ့ဟော်ဂိမ်းတစ်ခုထုတ်ခဲ့ပါတယ်။မောင်တခင်ရဲ့တစ္ဆာရှိဆုံးနောက်လိုက်ဟာဒီညမှာပဲသူ့တခင်စီပြန်သွားပြီးတော့မောင်တခင်ကိုပြန်လဲအသက်သွင်းလိုက်မယ်ဆိုတဲ့ဟော်ဂိမ်းပါပဲ။ Harry တို့သုံးယောက် Hagrid တဲနောက်ဖက်ကနေခိုးထွက်လာပြီးတော့ကုန်းမြင့်လေတနေရာကနေလှမ်းကြည့်လိုက်တဲ့အခါတေးတန်းစီရင်မဲ့သူကပစိန်ကြီးကိုမြောက်ပြီးတော့ခုတ်ချလိုက်တာကိုမြင်လိုက်ရပါတယ်။ကြီးကနေလန့်ပြီးပြန်တက်သွားတဲ့မြင်ကွင်းကိုကြည့်ပြီးတော့ Buckbeak သေးပြီလို့ထင်က Hermione က Ron ပကုံးကိုဖတ်ပြီးတော့ငိုပါတယ်။အဲဒီချိန်မှာပဲ Ron ရဲ့လက်ထဲက Scabber ကရုံးကန်ပြီးကိုက်လိုက်လို့လွတ်ထွက်သွားပါတယ်။ Ron ကကြွက်နောက်ကိုပြေးလာရင်နဲ့ဝန်းပြီးဝေလို့တစ်ပင်နာကိုရောက်သွားပါတယ်။ Ron ကြွက်ကိုဖမ်းမိတဲ့ချိန်မှာပဲအမဲအောင်ခွေးကြီးတကောင် Harry စောပိုင်းကတွေးခဲ့တဲ့တွင်က Ron ကိုကိုက်ချီပြီးတော့တစ်ပင်မြေကြားတွေကတွင်းထဲကိုဆွဲခေါ်သွားပါတယ်။ Harry နဲ့ Hermione လည်းနောက်ကနေပြေးလိုက်ပေမဲ့တစ်ပင်ရဲ့အကိုင်းတွေကရိုက်နှက်လို့အတော်လေးစူးစမ်းပြီးမှတွင်းထဲဝင်နိုင်ခဲ့ပါတယ်။တွင်းလမ်းကြောင်းတိုင်းရှောက်သွားလိုက်တဲ့အခါ Hogsmeade ရွာနာက Shrieking Shack လို့ခေါ်တဲ့အော်ဟစ်နေတဲ့တဲအိမ်တွေကိုရောက်သွားပါတယ်။အဲ့ဒီခန်းထဲမှာ Ron ကိုတွေ့လိုက်ရပေမဲ့ Ron ကကြောက်လန့်ကြားနဲ့ "तू ကခွေးမဟုတ်ဘူး။ तू ကလူတစ်ယောက် Sirius Black လို့အော်ပြောလိုက်ပါတယ်။တကားနောက်ကနေ Sirius Black ထွက်လာတဲ့အခါ Harry ဒေါသတကြီးနဲ့ဝင်လုံးပြီးတိုက်ခိုက်ပါတယ်။ Harry က Black ကိုတတ်မယ်လို့တော့မှလူပင်ရောက်လာပြီးတော့ Black ကိုထူပေးလိုက်ပါတယ်။ Hermione ကလူပင်ကိုတစ္ဆာပေါက်ဝင်ပလူလူသားဆိုပြီးတော့အော်ပြောလိုက်ပါတယ်။လူပင်ကဝင်ခံလိုက်ပြီးတော့သူတို့တငယ်ချင်းတွေရဲ့ဇာတ်လမ်းကိုစပြောပြပါတယ်။တကယ်တော့ Black က Harry မိဘတွေကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူး။တစ္ဆာပေါက်က Peter Pettigrew ပါ။ Peter Pettigrew ဟာတေးသွားတာမဟုတ်ပဲကြွက်ဖြစ်ပုံပြောင်းပြီးတော့ Ron ရဲ့အိမ်မွေးတိရစ္ဆာန် Scabber ဖြစ်12နှစ်လုံးပုံနေခဲ့တာဖြစ်ကြောင်း Black နဲ့ Lupin ကရှင်းပြပါတယ်။သူတို့ရှင်းပြနေတော့မှ Snape ရောက်လာပြီးတော့ Black နဲ့ Lupin ကိုဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Harry က Expelliarmus ကာရန်နဲ့ Snape ကိုပြစ်လိုက်လို့ Snape လွင့်ထွက်သွားပြီးတော့မေ့သွားပါတယ်။ Harry က Black ပြောတာကိုယုံကြည်ခြင်းလို့အခွင့်အရေးပေးလိုက်ပါတယ်။ Lupin နဲ့ Black က Scabber ကိုလူပြန်ဖြစ်အောင်ကာရန်နဲ့ပြစ်လိုက်တဲ့အခါကြွက်ရုပ်ကနေလူပုကွက်ကွသွားခေါ် Peter Pettigrew ဖြစ်ပြောင်းသွားပါတယ်။ Pettigrew က Harry ကိုအသနာခံပေမဲ့ဘယ်သူမှမသနာကြပါဘူး။နောက်ဆုံးမှအမှန်တရားပေါ်သွားပြီးတော့ Pettigrew ကိုဖမ်းခေါ်သွားဖို့ပြင်ဆင်ကြပါတယ်။သူတို့အားလုံးတဲအိမ်တွေကနေပြန်ထွက်လာကြပါတယ်။ Harry နဲ့ Black တို့သားဖလို့ရင်းနှီးသွားကြပြီး Black က Harry ကိုသူ့စီမှာလာနေဖို့ကမ်းလှမ်းပါတယ်။ Harry ပျော်ရွှင်နေတော့မှရုတ်တရက်တိန်နေဖယ်သွားပြီးတော့လားပြင်ဝင်ပေါ်လာပါတယ်။ Lupin ဟာဆေးမတောက်ထားမိလို့ဝင်ပလွေဖြစ်စတင်ပြောင်းလဲပါတယ်။ Black ကသမိုင်းခွေးဖြစ်ပြောင်းပြီးတော့ Lupin ကိုတားဖို့ကြိုးစားပေမဲ့အားမမျှပါဘူး။ Lupin ကတောထဲကိုပြေးသွားသလို Pettigrew လည်းအလစ်မှာကြွက်ဖြစ်ပြောင်းသွားပြီးတော့ထွက်ပြေးသွားပါတယ်။ Black က Lupin နောက်ကိုလိုက်သွားရင်းနဲ့ဒဏ်ရာရပြီးတော့ရေကန်ပေါင်မှာလဲကျနေပါတယ်။အဲဒီချိန်မှာ Dementor အများကြီးရောက်လာပြီးတော့ Black နဲ့ Harry ရဲ့ဝိညာဉ်ကိုစုပ်ယူဖို့လုပ်ကြပါတယ်။ Harry သတိလစ်ခါနီးမှာရေကန်တစ်ဖက်ကန်းကနေလူတစ်ယောက်က Patronus 4 ယောက်နိုင်လှုပ်ပြီးတော့ Dementor တွေကိုမောင်းထုတ်လိုက်တာကိုဝါတတမြင်လိုက်ရပြီးသတိလစ်သွားပါတယ်။ Harry ဆေးပေးကမ်းမှာသတိပြန်ရလာတော့ Black အဖမ်းခံထားရပြီးတော့ Dementor ရဲ့အနံဝိညာဉ်စုပ်ယူခြင်းခံရတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။ Dumbledore ရောက်လာပြီးတော့ Hermione ကိုစကားဝတ်တစ်ခုပြောခဲ့ပါတယ်။ Hermione ကသူ့လည်ပင်က Time Turner အချိန်နောက်ပြန်လှည့်စက်ကိုထုတ်လိုက်ပြီးတော့ Harry ကိုပါဆွဲခေါ်ကအချိန်3 နာရီနောက်ပြန်လှည့်လိုက်ပါတယ်။ Harry နဲ့ Hermione တို့အတိတ်ကိုပြန်ရောက်သွားပြီးသူတို့ကိုယ်သူတို့ပြန်မြင်နေရပါတယ်။ သူ
သူတို့ Hagrid အိမ်နောက်ဖေးကနေ Buckbeak ကိုကြိုးဖြစ်ပြီးတော့ကဲထုတ်လိုက်ပြီးတော့တောနဲ့တဲ့တနေရာမှာလှုပ်ပေးလိုက်ကြပါရယ်။အဲနောက်မှာတော့အရှိမဖြစ်ခဲ့တဲ့အတိုင်းပဲဝင်ပလူလူသား Mr. Lupin ကိုအာယုံလွှဲပြီးတော့တော်ရဲထိရောက်အောင်ခေါ်ထုတ်သွားပါတယ်။နောက်ဆုံးမှရေကန်ပေါင်ကိုရောက်လာပြီးတော့ဒီမင်တာတွေတိုက်ခိုက်နေတာကိုမြင်တော့ Harry ကသူ့ဖေလာခဲ့မယ်ထင်ပြီးစောင့်နေပေမဲ့ဘယ်သူမှရောက်မလာပါဘူး။အဲတော့မှ Harry သဘောပေါက်သွားပါတယ်။အစောပိုင်းကကဲခဲ့တာသူ့ဖေမဟုတ်ဘူး။အနာဂတ်ကလာတဲ့သူကိုယ်တိုင်ဆိုတာပါပဲ။ Harry ထွက်လာပြီးတော့ Expecto Patronum လို့အားကုန်အော်ပြီးတော့သမင်ပုံစံ Patronus ကြီးထုတ်လို့ကဒီမီတာတွေကိုမောင်းထုတ်လိုက်ပါတယ်။ Harry နဲ့ Hermione က Buckbeak ကိုစီးပြီးတော့ရဲတပ်ထိပ်ကအကျဉ်းခန်းမှာဖမ်းထားတဲ့ Sirius Black ကိုကဲထုတ်ဖို့အတွက်ထွက်လာလိုက်ကြပါတယ်။ Hermione မော်ဂါရာဆွဲနဲ့ကျင်းစကန်ကိုဖျက်ဆီးပြီးတော့ကဲထုတ်လိုက်နိုင်ခဲ့သလို Black က Harry ကိုကျေးဇူးတင်စကားပြောပြီး Buckbeak နဲ့တူကောင်းရင်ထဲကိုပြန်တန်းထွက်ခွာသွားပါတယ်။ Harry နဲ့ Hermione တို့လည်းစစ်ပေးကန်းတဲ့အချိန်မီပြန်ဝင်နိုင်ခဲ့ပါတယ်။အထုံးစံတိုင်းပဲ Dumbledore ကတော့ Harry တို့ရဲ့လှုပ်ဆောင်ချက်ကိုမသိကြအောင်ဆောင်ပြီးထွက်သွားလိုက်ပါတယ်။တကယ်တော့ Dumbledore ဟာသူ့ရဲ့ကျောင်းထဲမှာရှိတဲ့ကျောင်းသားတွေအားလုံးကိုအကောင်းဆုံးဖြစ်စေခြင်းခဲ့သလိုရှိနေသေးတဲ့အရာတွေကိုလည်းမပျက်စီးစေခြင်းခဲ့တာပါပဲ။တချို့အရာတွေဆိုတာကအစာအုပ်ကြီးတိုင်းလုံးလို့မရတာတွေရှိရမလား။ကျောင်းပိတ်လို့ပြန်ကနေမှတော့လူပင်ကဝင်ပလူလူသားဆိုတာလူသိသွားလို့ကျောင်းထွက်ရတော့မယ့်အကြောင်း Harry ကိုပြောပြီးနှုတ်ဆက်ပါတယ်။ Harry ကို Marauder မတ်ပြန်ပေးခဲ့ပါတယ်။ထမင်းစားခန်းမှာ Harry အတွက်ပါဆယ်တိုကြီးတစ်ခုရောက်လာပါတယ်။ဖွင့်ကြည့်လိုက်တော့ကမ္ဘာအမြန်ဆုံး Firebolt တစ်ပြက်စီးဖြစ်နေပါတယ်။ Harry ရဲ့မွေးစားဖေလို့ပြောလို့ရတယ်လို့မိဘဆိုတာကိုမမြင်ဘူးခဲ့တဲ့ Harry အတွက်အသက်ရှင်လျက်ရှိနေသေးတဲ့မိဘရဲ့တငယ်ချင်း Black ကပို့ပေးလိုက်တာပါ။ Harry တပြက်စီးကိုစီးပြီးတော့ကောင်းကင်ပေါ်ပြန်တက်သွားတဲ့မြင်ကွင်းနဲ့အတူဇလန်းပြီးဆုံးသွားပါတယ်။ကဲထုံးစံတိုင်းပဲကိုယ်ခိုင်ရဲ့သုံးသက်ချက်နဲ့အဆုံးသတ်ရမယ်ဆိုရင်တော့ Harry Potter and the Prisoner of Azkaban ဇာတ်ကားဟာ Harry Potter series ရှောက်လုံးမှာအချိုးအကွေ့အများဆုံးနဲ့အမှောင်ဘက်ကိုအကူးပြောင်းဆုံးဇာတ်ကားလို့ပြောရမှာပါ။ငယ်ဘွားရဲ့ပြေကင်းစင်မှုတွေပျောက်ကွယ်သွားပြီးတော့ကြောက်စရာကောင်းတဲ့ဒီမင်တာတွေသစ္စာဖောက်မှုတွေမတရားဆွဆွဲခံရမှုတွေကိုရင်ဆိုင်လာရတဲ့အရွယ်ရောက်ခါစားကားလောက်ကိုကွက်ကွယ်ဝင်ပြသထားပါတယ်။ကျွန်တော်မြင်ရပြောရရင်တော့ဒီကားထဲမှာအကြိုက်ဆုံးက Sirius Black ပါပဲ။ဘောတစ်ခုလုံးထောင်ထဲမှာအလကားနေရင်ကုံဆုံးခဲ့ရပေမဲ့ငွေချင်းသားအတွက်အသက်နဲ့ရင်ပြီးကာကွယ်ပေးခဲ့တဲ့စိတ်ဓာတ်ကတကယ်ကိုယောက်ျားကောင်းတစ်ယောက်ပါပဲ။ပြီးတော့အချိန်ခီးသွားတဲ့ဇက်ကွက်တွေကနည်းနည်းရှုပ်ထွေးသလိုလိုရှိပေမဲ့ဒေချာကြီးရဲ့အရန်ပိပိရှိတာကိုတွေ့ရပါလိမ့်မယ်။ Hermione ကောင်မလေးရဲ့ပါရဲ့ချက်ကလည်း Malfoy ကောင်စုံလေးကိုအသေးခိုက်သွားစေတာတော့အမှန်ပါပဲဗျာ။အတိတ်ကဖြစ်ပျက်တွေကပြစ္ဆုတ်ပံကိုပုံဖော်ပေးသလိုကိုယ့်ရဲ့ကြောက်တရားကိုရင်ဆိုင်ကြော်လွှားနိုင်မှသာတကယ်သူရဲကောင်းဖြစ်လာနိုင်မယ်ဆိုတဲ့ message လေးကိုလည်းရလိုက်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲဗျာ။နောက်များမှလည်းဇာတ်ကောင်းလေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေဦးမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါဦး။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကိုယ်ခိုင်တို့ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။